မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်သို့သွားရောက်ခဲ့သည့်မြန်မာနိုင်ငံခြားရေးဝန်ကြီးအားတရုတ်ကဖမ်းဆီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူမှုကွန်ရက်များပေါ်တွင်တရုတ်သို့သွားရောက်ခဲ့သည့်မြန်မာနိုင်ငံခြားရေးဝန်ကြီးအားကြားဖြတ်မှုဆိုင်ရာအမှုဖြင့်တရုတ်အာဏာပိုင်များကဖမ်းဆီးထားသည့်ဟုသောသတင်းများပြန့်နှံ့လျက်ရှိပါတယ်သို့သောအဆိုပါအချက်အလက်နှင့်ပတ်သက်ပြီးတရုတ်အစိုးရမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့မဟုတ်အခြားတရားဝင်အဖွဲ့အစည်းများထံမှအတည်ပြုချက်မထွက်ပေါ်သေးကြောင်းသိရပါတယ်။တရုတ်ကိုသွားတဲ့မြန်မာစစ်တပ်ကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီးကိုတရုတ်ကကြားဖြတ်မှုနဲ့စစ်ဆေးရန်ထိန်းသိမ်းလိုက်လို့ဒီနေ့တရုတ်တန်ယုံကိုစစ်တပ်ကဝင်ရောက်စစ်ဆေးနေဟုနေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။အခြေအနေတော်တော်တင်းမာနေပြီဟုသိရပါတယ်။သတင်းမှန်ကန်မှုကိုတိကျအတိမပြုနိုင်သေးတဲ့ဖြင့်စာဖတ်သူများအနေဖြင့်ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များမှအတည်ပြုချက်များကိုစောင့်ကြည့်တင်ကြောင်းလေ့လာသူများကအကြံပြုထားပါတယ်။ဆက်လက်ပြီးမြန်မာအရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကထိရောက်မှုကင်းမဲ့သည့်အဖွဲ့အစည်းဖြစ်နေပြီးမြန်မာစစ်တပ်ရဲစက်ကြမ်းကြုတ်မှုများကိုမျက်ကွယ်ပြုခဲ့ဟုတမ္မတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂညီလာခံတွင်တရားဝင်ဝေဖန်တဲ့ဆွေးသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံအရေးအတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏လုပ်ငန်းဆောင်တာများသည်ဆိုင်းငံ့ပိတ်ဆို့ခြင်းခံရပြီးလုံခြုံရေးကောင်စီကိုထိရောက်မှုကင်းမဲ့သည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်စေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မတ်ကြီးဦးကျော်မိုးထွန်းကတရားဝင်ဝေဖန်ပြောကြားလိုက်ပါတယ်။2026ခုနှစ်ဇွန်လ9ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ကျင်းပပြုလုပ်သည့်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေး၌လုံခြုံရေးကောင်စီ၏နှစ်ပတ်လည်အစည်းအဝေးခန်းစာအပေါ်ဆွေးနွေးမှုတွင်တမ္မတ်ကြီးကထိုးသို့ဝေဖန်ထောက်ပြခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံနှင့်ပတ်သက်၍ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆောင်ရွက်မှုများသည်ကန့်သက်ချက်များနှင့်ပျက်ကွက်မှုများ၏ဝမ်းနည်းဖွယ်ကောင်းသောထင်ဟပ်မှုတစ်ရပ်ဖြစ်ကြောင်းတမ္မတ်ကြီးကဆိုပါသည်မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကောင်စီ၏လုပ်ငန်းဆောင်တာများကိုပုံမကောင်းမွန်စေရန်ပွင့်လင်းမြင်သာမှုရှိရေးထိရောက်မှုရှိရေးနှင့်ယုံကြည်ကိုးစားမှုရှိရေးဟုသည့်နယ်ပယ်သုံးခုကိုတမ္မတ်ကြီးကထောက်ပြခဲ့ပါသည်ပထမအချက်အဖြစ်လုံခြုံရေးကောင်စီကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတည်တံ့တကားပိတ်အစည်းအဝေးများကျင်းပသည့်အလေးထားကိုဆက်လက်ကျင့်သုံးနေခြင်းကြောင့်အများပြည်သူနှင့်အခြားအဖွဲ့ဝင်နိုင်ငံများအတွက်ကောင်စီ၏အနှစ်သာရရှိသောဆွေးနွေးချက်များကောင်စီအဖွဲ့ဝင်များ၏သဘောထားနှင့်ဆောင်ရွက်ပုံများကိုအလွယ်တကူသိရှိနိုင်ခြင်းမရှိပေကန့်သက်ခံရကြောင်းဝေဖန်ပါသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏လုပ်ငန်းဆောင်တာများတွင်ပွင့်လင်းမြင်သာမှုရှိခြင်းသည်စိတ်ကြိုက်ရွေးချယ်ကျင့်သုံးရမည့်သဘောမဖြစ်သင့်ပေနိုင်ငံအလုံးအတွက်တပြေးညီကျင့်သုံးသင့်သည့်မူဝါဒသာဖြစ်တဲ့ကြောင်း၎င်းကဝေဖန်ထောက်ပြပါသည်ဒုတိယအချက်အဖြစ်လုံခြုံရေးကောင်စီအနေဖြင့်2025ခုနှစ်မတ်လ28ရက်နေ့မြန်မာနိုင်ငံငလင်ဘေးအပြီးတွင်သတင်းထုတ်ပြန်ချက်တရက်ထုတ်ပြန်ခဲ့တော်လဲအဆိုပါကာလနောက်ပိုင်းထုတ်ပြန်ရန်ကြိုးပမ်းခဲ့သည့်လုံခြုံရေးကောင်စီတဘာပတိကြေညာချက်တရက်နှင့်အခြားသောသတင်းထုတ်ပြန်ချက်တရက်မှာအမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံ၏ကန့်ကွက်မှုကြောင့်ဆိုင်းငံ့ထားရဆဲဖြစ်ပါသည်ထိုကဲ့သို့သောလုံခြုံရေးကောင်စီ၏ဗီဒီယိုအာဏာချိန်ချောက်မှုများကမြန်မာနိုင်ငံအရေးနှင့်ဆက်လင်း၍လုံခြုံရေးကောင်စီ၏လုပ်ငန်းဆောင်တာများကိုပိတ်ဆို့နေပြီးလုံခြုံရေးကောင်စီကိုထိရောက်မှုကင်းမဲ့စေသည်ဟုတမ္မတ်ကြီးကဆက်လက်ဝေဖန်ထောက်ပြပါသည်။တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းအကြမ်းဖက်စစ်အုပ်စု၏လက်ချက်ကြောင့်လူပေါင်း8000ကျော်အသက်ဆုံးရှုံးခဲ့ရပြီးလူပေါင်း3.6 တန်းနေရဆုံးခွာထွက်ပြေးနေရကပြည်သူ22တန်းနီးပါးသည့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုအရေးကြီးလိုအပ်နေပါသည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်9နှစ်ကျော်ကြာအရသားများကိုကာကွယ်ရန်ပြက်ကွက်ခဲ့ပြီးကြာရှည်ကျပြန့်လာသည့်အဆိုပါကွာဟချက်သည်ကောင်စီ၏လုပ်ငန်းဆောင်တာချိုးယွင်းနေမှုကိုသာမကမြေပြင်အခြေအနေနှင့်ဆက်စပ်မှုကင်းမဲ့လာသည်ကိုပါထင်ရှားစွာသက်သေပြနေကြောင်းတမ္မတ်ကြီးကအလေးနက်ထောက်ပြပါသည်တတိယအချက်အဖြစ်မြန်မာနိုင်ငံတွင်အရသားပြည်သူများကိုကာကွယ်ရ၌လုံခြုံရေးကောင်စီ၏ဖန်တရားတီအောင်ပြက်ခွက်ခဲ့မှုများသည်ပြည်သူများ၏ကောင်စီအပေါ်ယုံကြည်ကိုးစားမှုကိုတိတိတတ်ထိခိုက်စေခဲ့ကြောင်းအချမ်းဖတ်စေအုပ်စုကအလိညာရွေးကောက်ပွဲနှင့်အဆိုပါရွေးကောက်ပွဲမှပေါ်ထွန်းလာမယ့်အလိညာအုပ်ချုပ်ရေးစနစ်ကိုစတင်ကြီးညာချိန်မှစ၍အရသားများကိုပုံမှုပြစ်မှတ်ထားကလေးချောင်းကိုတိုက်ခိုက်မှုများကိုစနစ်တကျပုံမှုကျေချဲပြန့်ပြန့်ကျူးလွန်လာခဲ့ကြောင်းတမ္မတ်ကြီးကဆိုပါသည်2026ခုနှစ်ဧပြီလ1လတည်းတွင်ပင်စေအုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်း188ကြိမ်အထိကျူးလွန်ခဲ့ပြီးကရင်ပြည်နယ်ရှိနေရက်ဆုံးခွာသူများခိုလုံနေသည့်စခန်းစာတင်ကျောင်းနှင့်ဖျားကျောင်းတို့ကိုလည်းလေကြောင်းမှထပ်မံတိုက်ခိုက်ခဲ့ပါသည်။တမ္မတ်ကြီးဦးကျော်မိုးထွန်းကဆိုရွာလာနေသည့်ဤအကြမ်းဖက်ရက်စက်မှုများသည်အကြောင်းရင်းမဲ့ပေါ်ပေါက်လာခြင်းမဟုတ်ပေလုံခြုံရေးကောင်စီအနေဖြင့်အဆိုပါရက်စက်ကြမ်းကြုတ်သောလုပ်ရများကိုမျက်ကွယ်ပြုခဲ့မှု၏ဓာတ်ရိုက်အကျိုးဆက်များဖြစ်ကြောင်းပြပြတသားဝေဖန်ခဲ့ပါသည်။ထို့ပြင်ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့
တို့နှင့်ဒေသဆိုင်ရာနိုင်ငံများသည့်၎င်းတို့မစင်မကျန်ထိတွေ့ဆက်ဆံမှုများမှတက်စဉ်စစ်အာဏာရှင်အုပ်စုကိုအားပေးအားမြောက်ပြုရာရောက်ခဲ့မှု၏နောက်ဆက်တွဲရလဒ်လေးဖြစ်ကြောင်းထည့်သွင်းပြောကြားပါရယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်မြန်မာပြည်သူလူထု၏ယုံကြည်ကိုးစားမှုကိုပြန်လည်တည်ဆောက်နိုင်ရန်အတွက်ထိရောက်သောအကောင့်ထဲပေါ်ဆောင်ရေးဆိုင်ရာအစီအမံများပါဝင်သည့်နောက်ဆက်တွဲဆုံးဖြတ်ချက်တရပါဝင်အချိန်မီထိရောက်သောဆုံးဖြတ်ချက်များနှင့်ဆောင်ရွက်မှုများကိုချက်ချင်းပြုလုပ်ရန်မဖြစ်မနေလိုအပ်နေကြောင်းမြန်မာပြည်သူများ၏စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေးကြိုးပမ်းမှုကိုခိုင်မာစွာထောက်ခံပံ့ပိုးပေးကြပါရန်နိုင်ငံတကာအတိုင်းအဝန်ကိုတတ်မှတ်ကြီးကတိုက်တွန်းနှိုးဆော်ထားပါရယ်ဆက်လက်ပြီးစစ်တပ်အတွင်းအရာရှိရှာထူတိုးရန်အတွက်စစ်သားစုဆောင်ရေးကိုစီယုံရေးအရေးအခြေအဖြစ်အကြမ်းဖက်တပ်ချုပ်သည့်ရဲဝင်းဦးကတရားဝင်သတ်မှတ်တဲ့ဆွေးနွေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်အကြံဖတ်စစ်တပ်တွင်အရာရှိရာထူးတို့ရဲ့အတွက်စစ်သားစုဆောင်ရေးကိုစီယုံရေးအရေးချင်းတရက်ဖြစ်အကြံဖတ်တက်ချုပ်သည့်ရဲဝင်ဦးကတရားဝင်သတ်မှတ်လိုက်ကြောင်းစစ်ဖက်သတင်းရင်းမြစ်များကသတင်းဌာနကိုပြောကြားပါရယ်အကြံဖတ်စစ်တပ်တက်ချုပ်သည့်ရဲဝင်ဦးကမလ30ရက်နေ့မှစတင်ပြီးစစ်တပ်ကောက်ွယ်ရေးဦးစီးချုပ်ရာထူးကိုရယူပြီးနောက်စစ်တပ်တွင်အရာရှိအဆင့်စစ်ရာထူးတို့ပေးရတွင်စစ်သားစုဆောင်နိုင်မှုကိုစီယုံရေးအရေးချင်းအဖြစ်တရားဝင်သတ်မှတ်အကဲဖြတ်မှုများလှုပ်ဆောင်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါရယ်ဒူဘိုကြီးဘုံမူကစားလို့ယာရုအစင်စင်တက်ဖို့အတွက်စစ်သားစုဆောင်ရေးဘလောက်လုံနိုင်လဲဆိုတာကိုစီယုံရေးအရေးချင်းတရက်ဖြစ်ထဲသွင်းသုံးသပ်မယ်ယာရုတိုးမှရိုးရိုးပွဲတယ်မဟုတ်ပဲမဟာပွဲတွေကိုပါယာရုတိုးလိုအပ်ချက်ဖြစ်တရားဝင်သတ်မှတ်တာတွေရှိလာတဲ့ဟုစစ်ပတ်သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြမ်းဖက်စစ်တပ်ယာရုတို့အရေးချင်းသတ်မှတ်ချက်တွင်စစ်သားစုဆောင်ရေးကိုပါထည့်သွင်းလာခြင်းကြောင့်လက်ရှိပြင်ပတွင်စစ်မှုတန်းတပ်သားရရှိရေးပေါ်တာဆွဲဖန်စီလူစားထိုးရောင်းချခြင်းဈေးကွက်ကိုပုံမှုဆိုးရွားလာစေမည်ဟုတပ်သတင်းရင်းမြစ်ကပြောဆိုပါရယ်အခုတောင်လှစစ်စစ်မှုတန်းတွေမရလို့အပြစ်မှာပေါ်တာဆွဲတာတွေဆိုးရွားနေတာအခုအရာရှိယာရုတို့သတ်မှတ်ချက်မှာစစ်သားစုဆောင်ရေးကိုတရားဝင်ထည့်လိုက်တော့ပိုဆိုးကုန်မဲ့အခြေအနေရှိတယ်ဟုတပ်သတင်းရင်းမြစ်ကရှင်းပြပါရယ်ရှင်ပြင်စစ်တပ်တွင်အထက်အောက်ဆက်ဆံရေးကိုဖျောက်ဖျက်ပြီးရဲဘော်ရဲဘက်ပုံစံပြင်စစ်တပ်ကိုပြုပြင်ပြောင်းလဲရန်ဆိုသောညွှန်ကြားချက်များတက်ချုပ်သည့်ရဲဝင်ဦးကထုတ်ပြန်လာကြောင်းသိရပါသည်အထက်အောက်ဆက်ဆံရေးနဲ့တက်သွေးတက်တန်တမိန်ကိုမိဘနဲ့သားသမီးပုံစံဆရာနဲ့တပည့်ပုံစံညီအကိုမောင်နှမမိသားစုပုံစံမျိုးဖော်ဆောင်ရမယ်ဆိုတာမျိုးတွေလှုပ်လာတာရှိတယ်အောက်ခြေကပြောတာကိုနားထောင်ဖို့photo ad လုပ်ဖို့ပြောတာရှိတယ်ဟုစစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြံဖတ်ရဲဝင်ဦးဤတက်တွင်းပြောင်းလဲမှုပုံစံမှာစစ်တပ်တွင်စွန့်ခွာလိုသူများပြနေခြင်းအထက်အောက်ဖိနှိပ်မှုများကိုပြန်လည်အဖက်စေရန်ကြိုးပမ်းမှုအဖြစ်ရှုံ့မြင်နိုင်ကြောင်းတပ်သတင်းရင်းမြစ်ကသုံးသပ်ပါတယ်။